မလေးရှားမှာကလေးမွေးစင်းလုပ်ရင်ဘာတွေလိုအပ်မလဲနံပါတ်1မိဘနှစ်ဦးစလုံး JPN ရုံးကိုအတူတူသွားဖို့လိုအပ်ပါတယ်နံပါတ်2မိဘတွေရဲ့အထောက်အထားတွေ UNHCR card community card passport နဲ့ပါမစ်မူရင်းနဲ့မိတ္တူတွေပါမစ်မရှိရင်တော့နားလည်မှုနဲ့လုပ်ပေးတာတွေတော့ရှိပါတယ်နံပါတ်3လက်ထပ်စာချုပ်မူရင်းမရှိရင်တော့အကြောင်းပြချက်ကောင်းကောင်းလေးပေးဖို့လိုအပ်ပါတယ်နံပါတ်4ကိုဝင်အပ်ထားတဲ့စာအုပ်နဲ့ကလေးမွေးပြီးတဲ့စာအုပ်မူရင်းနဲ့မိတ္တူတွေနံပါတ်5ဆေးရုံကနေပေးလိုက်တဲ့ကလေးမွေးစင်းလုပ်ရန်အတွက်ရှောက်လာဖောင်တွေကိုလိုအပ်ပါတယ်အရေးကြီးတဲ့အချက်တစ်ခုကကလေးမွေးပြီးရက်60အတွင်းမှာမွေးစင်းကိုတွားရောက်ထုတ်ယူဖို့လိုအပ်ပါတယ်မလေးရှားငွေ1 ringgit သာကျတင်မှာဖြစ်ပါတယ်ရက်60ကျော်မှသွားလို့ရင်တော့လောက်ရတာခက်ပြီးဒဏ်ချင်းငွေကမလေးရှား ringgit 50ပေးဆောင်ရမှာဖြစ်ပါတယ်မလောက်တက်ရင်ဒါမှမဟုတ်ဘာသာစကားအခက်ခဲရှိရင်တော့တိုင်းရင်းသားအဖွဲ့အစည်းရုံးတွေကိုအကူအညီတောင်းခံနိုင်ပါတယ်ရလာမယ့်မွေးစင်းကနိုင်ငံခြားသားတွေအတွက်ဆိုပန်းရောင်ဖြစ်ပါတယ်အခုဗီဒီယိုလေးကအကျိုးရှိစေတဲ့ဆိုရင် channel လေးကို subscribe လုပ်သားပေးခဲ့ကြပါဦးနော်နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြပါမယ်နော်